အလုပ်ထဲမှာဆိုရင်လေငါဟာတာမင်းနာပါမယ်ဘာဖြစ်လဲဆိုလို့ရှိရင်အလုပ်ထဲကကလေးမကြီးဆိုရှင်ငါ့ကိုမြင်လိုက်ပြီးဆိုတာနဲ့ဦးမိုးဒီတို့ဦးမော်တို့တူတယ်မှာသူတို့ရှင်မှာဟာတာပြက်လုံးထိုင်ပြက်နေလို့ခုကင်မရာရှေ့ရောက်လို့ငါပြောမယ်ဆိုလို့ရှိရင်ညံနေတလုံးမှမထတော့ဘယ်ရောက်မှမသိဘူးအဲ့လိုဗျမ်းမရာတွေတို့ပောက်ကရ40တီဆိုရှင်အလုပ်ထဲကလူနေဆိုရင်တိတ်ထွက်တာသူတို့ရှေ့မှာဆိုလို့ရှိရင်ဘာမှစဉ်းစားကြမလို့အော်တိုထွက်ကင်မရာရှေ့ရောက်လို့ဟာတာလေးပြောမယ်ဆိုလို့ရှိရင်ဘာမှမထွက်တော့တင်ကရုပတိညာအလုပ်မှတိတ်ကျွမ်းတာအလုပ်ထဲမှာဆိုရှင်တိတ်ထွက်တာတကယ်ကင်မရာရှေ့ရောက်လို့ဟာတာလေးပြောမလားလို့ဆိုလို့ရှိရင်ဘာပြောအမှန်ကိုမသိဘူးဘယ်ရောက်ဖို့မှမသိဘူးဟိုတနေ့ကလည်းမောင်ကြီးခွာတဲ့ချင်းကိုအလုပ်တာဟာတာလေးလိုတဲ့ဥစ္စာကိုငါစာသားတွေမေးနေစာသားတွေမေးလို့ဆိုပြီးတော့စာသားတွေကြက်ထားစာသားတွေလည်းကြက်လက်ထားကိုပြောနေတဲ့စကားလုံးတွေကိုငါမှတ်ထားပြီးဆိုလို့ရှိရင်ဟိုကစာသားတွေကတရှင်းစာသားတွေကမေ့သွားပြန်အဲ့လိုဖြစ်လို့ရှိလားမသိမှန်ပေအောင်ကင်မရာရှိရှောင်ရင်ကင်မရာကြီးကလူမဟုတ်တိုက်ကိုငါကြောက်ဘာပြောမှမသိဘူးဖြစ်နေပြီးလေကင်မရာရှိရှောင်ရင်ငါရုပ်တည်နေမနှဲကိုတီးထားတာဒီလောက်အမြဲတမ်းမျက်နှာပြောင်းလို့မကိုမနှဲတီးထားတယ်ကင်မရာရှိမှာပြောင်းတဲ့ဟာတွေပြင်ဘာဖြစ်ပြောမှာ